မင်္ဂလာပါကျမမကြခဏခရီးထွက်ရလေးရှိပါတယ်ရန်ကုန်မြို့ကိုရောက်တိုင်းလေဆရာဆန်ဟိုတယ်မှာတိတ်ခဲ့တာနှစ်နီးပါးရှိပြီပေါ့နော်ဘာလို့ရတော့မသိဘူးကျမတို့ဆရာဆန်ဟိုတယ်ဟာနှွေးထေးတယ်လုံချုံနေအိမ်ကဲ့သို့ပဲခံစားရတယ်ပေါ့နော်ဝန်ထမ်းနေနဲ့ကျမနဲ့ဟာလေဆွေမျိုးသားချင်းနေလိုပဲဖြစ်နေပြီမလာတာကြိုင်လမ်းမေးတယ်ရောက်ပြီဆိုလဲရန်ကိုပျော်ကြတယ်ပေါ့နော်အဲ့တော့ဒီတိုင်းပဲကျမကြိုက်လုံးကိုပဲတွန်းတိတ်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီတစ်ခါပြီးခဲ့တဲ့ဘက်ကဆက်ဆန်ဟိုတယ်ကိုကျမမိသားစုနဲ့တူတွားခဲ့ပါတယ်တညမှာတော့ကျမသားဘိုက်အောင်ပြီးအရန်နာတယ်ပေါ့နော်သူအဲ့တော့ကျမလည်းအရန်ဆိုရင်သွားတယ်ဦးတက်ပေါက်တာလားဘာလားမသိဘူးကျမလည်း online class ကတင်ရခဲ့နေပေါ့နော်အဲ့ဒီခါမှာခရိုင်တဲ့ဟိုတယ်ကမိတင်ကြပဲဒီချက်ကြီးတစ်ခုလုံးပြောအခက်ခဲရှိရင်ပြောဘာလုပ်ပေးရမလဲပေါ့နော်အခုတော့တကယ်ကိုအခက်ခဲအကြီးတွေ့ပြီပေါ့အဲ့ဒါလေကျမမေးပါတယ်သမီးတို့ရေကလေးကတော့ဘိုက်နာနေလို့ဘယ်လိုလုပ်ရမလဲပေါ့ဟာရတယ်သမီးတို့ဆရာဝန်ခေါ်ပေးပါမယ်ပေါ့နော်အဲ့ခါမှာဆရာဝန်ကိုဖုန်းခေါ်ပေးတယ်ကလေးရဲ့ဖြစ်စဉ်တွေကိုမေးတယ်ပြီးတော့7မိနစ်အတွင်းမှာပဲဆရာဝန်ရောက်လာတယ်ရောက်လာပြီးတော့ဒါဟာဥရောင်မဲ့လက္ခဏာတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်စိတ်ထုတ်ပေးခဲ့တယ်တောက်ဆေးတွေပေးခဲ့တယ်ကလေးလက္ခဏာလေးတွင်းချင်းမှာပဲအိပ်ပျော်သွားပြီးတော့တက်တာသွားတယ်ပေါ့နော်အဲ့ခါမှာကျမအရင်ဟိုစိတ်ထဲမှာလုံခြုံနှွေးထွေးမှုအိမ်ကဲ့သို့ခံစားမှုอ่ะဒါမျိုးပါလားဆိုရဲ feeling ဖြစ်တယ်တေးကြတယ်နောက်ထပ်လည်းအချိန်မောင်းများစွာဒီဟိုတယ်ကိုတွားဖြစ်နေအောင်မှာပဲပေါ့နော်အဲ့တော့ကျမ message ပေးချင်တာကတော့လုပ်ငန်းရှင်တွေကိုစီကိုလာတဲ့ customer တွေထပ်ခါပြန်လာဖို့ဆိုသူတို့စိတ်ထဲမှာဖြစ်နေတဲ့စိုးရိမ်ပူပန်မှုတွေစိတ်မလုံခြုံမှုတွေဒါတွေကို short ချပေးနိုင်ခြင်းဟာသူတို့တွေကိုစီကိုထပ်ပြန်လာစေတဲ့အကြောင်းတစ်ခုဖြစ်ပါတယ်တနည်းအားဖြင့် value added service လို့လည်းခေါ်ပါတယ်အဲ့တော့ကျမတို့ဥမာကလေးငယ်တွေပါတယ်ဆိုတော့ဟာဒီဟိုတယ်ကိုတဲတဲ့နဲ့ဒါဟာကျမရေးအတွက်လည်းသူတို့ဝန်ဆောင်မှုပေးတယ်ပေါ့ဒါမျိုးလေးတွေပေါ့ဒါကြောင့်မလို့ကိုစီကိုလာတဲ့ customer တွေအတွက်ဘာတွေထပ်တိုးပြီးဝန်ဆောင်မှုပေးနိုင်သေးလဲဆိုတဲ့ဟာမျိုးတွေစဉ်းစားပေးဖို့ smart owner များကိုတိုက်တွန်းလိုက်ရပါတယ်ရှင်